အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရ YouTube channel လေးကနေကျွန်တော်ရဲ့ချင်းမေးတွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥစားနဲ့ကွန်ဆက်ရင်ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ခေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲဒါညာချမ်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးကတော့ကျွန်တော်ရဲ့ချင်းမေးတွေကိုရီမားတွေအတွက်ကိုဒါ10ရက်နေ့အားလုံးပဲဗုဒ္ဓဦးနေ့ရဲ့ဒါမနက်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုရီမားတွေအင်္ဂါနေ့ရဲ့ဒါနေကုန်မှာတော့ညနေစီမှာတော့အဆင်မပြေခဲ့ဘူးမနက်စီမှာတော့ကိုရီမားတွေ4-5ဆိုတဲ့ကဏ္ဍကိုတဲမိန်ကွက်နဲ့အားလုံးပဲ okay ခဲ့တယ်တင်လာနေ့ရဲ့နေကုန်မှာလည်းညနေစီမှာကိုရီမားတွေဒါကိုရီမားတွေအားလုံးပဲ3လုံးအပြီးပေါင်း share ခွေနဲ့ရောအဆင်ပြေခဲ့တယ်ဒါပြင်ကုန်မှာတပတ်စာမွေးသမားတွေကတပတ်စာမွေးကဏ္ဍနဲ့အဆင်ပြေခဲ့တယ်ကျွန်တော်ရှိမှာဖုန်းဝင်ထားတဲ့ကိုရီမားတွေက3ရက်အတွင်း share မွေးပတ်တီ share မွေးကဏ္ဍနဲ့အဆင်ပြေခဲ့တယ်เนาะဒါကိုရီမားတွေ2ရက်ထွက်တာကျွန်တော်ရဲ့ကိုရီမားတွေ4ကြိမ်မှာအားလုံးပဲ2ကြိမ်တီးတော့ okay ထားခဲ့တယ်เนาะဗုဒ္ဓဦးနေ့ရဲ့ဒါမနက်ညမှာလည်းမနက်ဈေးမှာအဆင်ပြေအောင်ကြိုးစားပြီးသွားမယ်မနက်ဈေးမှာအဆင်ပြေခဲ့တော့ရှိရင်တောင်မှနေ့ဈေးမှာအဆင်ပြေအောင်အားလုံးပဲထပ်မံပြီးတော့ကြိုးစားပြီးသွားမယ်ကဲဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါရှိအောင် comment လေးမှာမင်္ဂလာပါမှတ်မယ်လမလေးတွေမနှိပ်ကသေးတဲ့ချင်းမိတ်ဆွေကိုရီမားတွေကလမလေးတွေနှိပ်မယ်ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးကိုလည်းအားလုံးကကိုတဦးတယောက်ပဲရသလိုကိုတဦးတယောက်ပြင်မြင်သလိုစိစနာအောင်မထားဘဲနဲ့ကိုစင်းပေးသလိုအဆင်ပြေအောင်ကိုပေါက်သလိုပေါက်ရအောင်ခြေတဲ့အကူဒီမားတွေက share ပေးပါမျှဝေတတဲ့အကူဒီမားတွေကမျှဝေပေးပါအမှန်တကယ်အားပေးရင်လမလေးတွေနှိပ်ပါကဲအားလုံးပဲစတင်ပြီးပြောသွားပေးမယ်10ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်မှာเนาะအဓိကထားပြောတဲ့1ချင်းကိုပြောသွားပေးမယ်ကနန်းကိုတစ်ခါပဲခေါ်ပေးမယ်တေချာလေးလိုက်ပြီးတော့မှတ်ပေးပါအပန်းမကြီးရင် comment လေးမှာမှန်ပေးပါကဲအားလုံးပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေဗုဒ္ဓဦးနေ့မနက်မှာအဓိကထားပြောတဲ့1ချင်းကတော့3ည2 1ချင်းမှာ3ညပိုင်း2ပိုင်းမှာကဲအားလုံးပဲ3ညနဲ့ပတ်သက်ရင်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲ3ည1ရယ်3ည3ရယ်3ည5ရယ်လိုက်ပြီးတော့မှတ်ထားပါတစ်ခါလေးပြောပြီးမှမလို့ပါ3ည6ရယ်ဒါဒီ3ညနဲ့ပတ်သက်ပြီးတော့မိန်းမလိုက်မှတ်ပေးပါကိုဒီမားတွေအားလုံးပဲเนาะကဲ2နဲ့ပတ်သက်ပြီးတော့မိန်းပြောသွားပေးပါမယ်ကဲ2နဲ့ပတ်သက်ပြီးမိန်းပြောပြီးသွားရင်တော့အားလုံးပဲတစ်ကွက်ကောင်း2ကွက်ကောင်းလေးနဲ့ဒိုင်ရှိုးလေးရဲ့နောက်ဆုံးမှာထပ်မံပြီးတော့ပြောသွားပေးပါမယ်ကဲ2နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးမိန်းအောက်ကွက်တီတာ2 1ရယ်เนาะလိုက်ပြီးတော့မှတ်ပါ2 6ရယ်2 9ရယ်2 8ရယ်ဒါဒီကျွန်တော်ရဲ့ကိုဒီမားရဲ့2နဲ့ပတ်သက်ပြီးတော့မိန်းကဲ3လုံးအပြီးပေါ့အခွေပြောသွားပေးမယ်ကဲ3လုံးအပြီးပေါ့အခွေမပြောသေးခင်မှာဒါမောင်လေးကြော်သူရရေညီလေးကိုကြော်သူရရေဒါအမားတို့တော့ညီလေးရှိမှဒီတစ်ပတ်ဒါလက်တွဲချင်းပါတယ်ဒါကန်ဆတ်ချင်းပါတယ်ဆိုတဲ့အကူဒီမားတွေအကူတွေကလာရောက်ပြီးတော့ကန်ဆတ်လို့ရပြီအကူဒီမားတွေနော်အကူတွေကလာပြီးတော့ကန်ဆတ်လို့ရပြီအကူတွေကလာရောက်ပြီးကျွန်တော်ရဲ့အကူဒီမားတွေကန်ဆတ်ထားမယ်ဆိုရင်ဘာလေးတွေရမလဲဘာလေးတွေပေးမလဲဆိုတာကိုကျွန်တော်ရှင်းပြမယ်နော်ကဲဒါပုံဝင်နိုင်ပြီကိုဒီမားတွေအားလုံးပဲလမလေးတွေနှိပ်ပါအမျိုးတွေလမလေးတွေနှိပ်ပါဒါအကူတွေကလာပြီးတော့1000နဲ့ဒါဝင်ထားမယ်ဆိုရင်ဘာလေးတွေရမလဲကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲကြာသာပရိတောက်ကြဒီတစ်ပတ်အကူဒီမားတွေဗုဒ္ဓဦးနေ့နေကုန်တော့ကျွန်တော်မပေးတော့ဘူးကျွန်တော်ရဲ့ဒါကစားသမားတွေကျွန်တော်ရှိမှာပုံဝင်တဲ့အကူဒီမားတီးတန့်ကျွန်တော်မပေးတော့ဘူးဒါရှေ့တစ်ပတ်တော့ဝင်ကျင်နေဆိုတဲ့အကူဒီမားတွေအကူတွေကလာဝင်ထားမယ်ဆိုရင်ကျွန်တော်ရှင်းပြနေတာတရားလေးထားအောင်ပြပါနော်ကြာသာပရိတောက်ကြ2ရက်အတွင်းမှာစော့ရမယ်လက်ဆောင်မိန်ကနန်းတွေပေးမယ်ဒါပြင်ကိုမှအကူဒီမားတွေရှေ့တစ်ပတ်ကြာရင်လေ3ရက်အတွင်းဇာရိုးပတ်တီမွေးကနန်းမှာထပ်မံပြီးတော့ရမယ်ဒီတစ်ပတ်ကြာသာပရိတောက်ကြ2ရက်ရဲ့ရှေ့တစ်ပတ်3ရက်ရဲ့အားလုံးပေါင်း5ရက်စာကိုအကူတွေကလာရောက်ပြီးတော့ဝင်ထားလို့ရပြီအဖုံးဝင်ကြီးကတော့ကျွန်တော်ရဲ့အကူဒီမားတွေပုံမှန်တိုင်းလေးပဲ1000နဲ့ကျွန်တော်သတ်မှတ်ထားတယ်ဒါဒီတစ်ပတ်မှာလည်းကျွန်တော်ရဲ့အကူဒီမားတွေတရင်းအနေနဲ့ညနေစီမှာနေတာပတ်တီးရောဒါဇာရိုးပတ်တီးရောဇာရိုးမွေးကနန်းရောအဆင်ပြေခဲ့တယ်တစ်ပတ်ဆောင်မွေးကနန်းသမားကြီးလည်းအဆင်ပြေခဲ့တယ်ဒါကြောင့်မို့ကျွန်တော်ရှိမှာဒါရှေ့တစ်ပတ်တော့ဝင်ကျင်တယ်ဆိုတဲ့ဒါလူသစ်မိတ်ဆွေတွေရောလူဟောင်းမိတ်ဆွေတွေရောကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကနေတစ်ဆင့်ဆက်သွယ်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ကျွန်တော်ဒါလိုက်ထဲမှာမပြောတော့ဘူးဘာလို့လဲဆိုတော့ကလိုက်ထဲမှာပြောလို့မရလို့ကျွန်တော်မပြောပြီးတော့တာဖြစ်ပါတယ်ကျွန်တော်လိုက်ရိုးလေးပြီးသွားတဲ့အခါကျရင် comment လေးမှာဝင်ကြည့်ပါ comment လေးမှာကျွန်တော်ထောက်ပေးခဲ့ပါမယ်ဒါအပြင်ကမှကျွန်တော် YouTube channel တွေကိုရှာကြည့်ပါကျွန်တော်ရဲ့ YouTube channel တွေကိုနှိပ်ပြီးတော့ကြည့်ပါ channel ထဲမှာလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုရေးထားပေးပါတယ်ဒါအပြင်ကမှ comment လေးမှာလည်းရှာပြီးကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဝင်ထားလို့ရပါတယ်ကျွန်တော်တရားရှင်းပြထားတယ်နော်ကျွန်တော်တို့ဒါဖုန်းဆက်ပြီးတော့မိမိနေတဲ့အကူတွေမှာလာဝင်လို့ရှားပါပြီဆိုတဲ့အကြောင်းကိုဒီနေရာလေးကနေတခါလေးပြောပြလိုက်တာဖြစ်ပါတယ်ကဲအားလုံးပဲကဲ3လုံးပြီးပေါ့အကွေ3လုံးပြီးပေါ့အကွေကတော့အားလုံးပဲ1 4 9 3လုံးပြီးပေါ့အကွေဖြစ်ပါတယ်
line မှတ်ထားပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါကဲနော်ကဲအထူးမင်းရောတင်ကွက်နှစ်ကွက်ကောင်းလာပြီကဲကျွန်တော်ရဲ့ကိုရီမားတွေအထူးမင်းရောတင်ကွက်နှစ်ကွက်ကောင်းတီ3ည2နဲ့3ည4ဒါဒီအထူးမင်းတင်ကွက်နှစ်ကွက်ကောင်းနော်အားလုံးပဲ line မှတ်ထားပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးခဲ့ပါ3ည2နဲ့ကိုရီမားတွေ3ည4ဒီအထူးမင်းရောတင်ကွက်နှစ်ကွက်ကောင်းဖြစ်ပါတယ်ကဲအမှန်တကယ်အားပြီးရင်လမ်းမလေးနှိပ်ပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း share တဲ့ကိုရီမားတွေက share ပေးမျှဝေတဲ့ကိုရီမားတွေကမျှဝေပေးဒီဗိုလ်တော်ဦးနေရဲ့နေကုန်းမှာလည်းအားလုံးကိုအသိပြအောင်ကြိုးစားပြီးတော့အောင်မယ်ဟုတ်ပြီနော်ကဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရင်နာပါတော့မယ်ကျွန်တော်ရဲ့လာရှိဗီဒီယိုဖိုင်လေးကိုအစားဆုံးရှိပြီးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုရီချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလုံစလိုက်မလည်းပြေးဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုသာရကိုစီပိုင်နိုင်ကြပါစေလို့ကျွန်တော်ဝေကြပြီးတော့မှဆုမကောင်းနေတောင်းပေးလိုက်ပါတယ်ဒီအားလုံးပဲကိုလက်ပါကံကောင်းကြပါစေခင်ဗျ